Movie Recaps ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့2016ခုနှစ်ကထွက်ရှိခဲ့တဲ့ Super Family ဆိုတဲ့ဟာတော့စိတ်ကူးရင်ဇာတ်ကားလေးကိုတင်ဆက်ပေးသွားမှာလား။ဇလန်တစ်ခုလုံးပြောပြမှာမို့ကြိုတိထွားနေတာလေးမရှိပါတယ်။တတိထားပြီးနားဆင်ပေးပါ။ယူရှာခန်းကြီးတဲ့မောင်မိုက်တဲ့ညမှာအိုလက်ဟာမောင်ကိုသမားတစုကိုငါးဦးတတန်ကန်ကိုလှေငယ်လေးတစ်စင်းပေါ်ခိုးတင်ဖို့ကူညီပေးနေပါတယ်။သူငါထားတဲ့လှေသမားကဒီအကြံကိုသဘောမတူပဲသူ့လှေကကီလို600ပဲတင်နိုင်တယ်ရုပ်တတိပေးပါတယ်။အိုလက်ကငွေပိုပေးမယ်ပြောတာတောင်လှေသမားကစိတ်မပြောင်းပါဘူး။ဒါပေမဲ့အိုလက်ကလက်မလျော့ပါဘူး။သူကမိမစီဖုံးဆက်ဟန်ဆောင်ပြီးမောင်ကိုသမားစီတကယ်ဖုံးဆက်ကကုံတွေကကီလို600ပဲရှိတယ်လို့လှေသမားကိုပြောခိုင်းလိုက်ပါတယ်။အဲ့ဒီလက်ကွက်ကအလုတ်ဖြစ်သွားပြီးအိုလက်လဲ9ဦးတတန်ကိုလှေပေါ်တင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့တိတ်ဝဝေးမသွားနိုင်ခင်မှာပဲလှေနဲ့ကုံတွေတဖြည်းဖြည်းနစ်မြုပ်သွားပြီးသူတို့တွေကန်းဆက်ကိုရေကူးပြန်ရယုံကလွဲလို့ရွေးချက်စရာမရှိတော့ပါဘူး။လှေသမားကသူ့လှေပျက်စီးသွားခဲ့အတဲ့လော်ဂျေးတောင်းတဲ့အထာအိုလက်ကသူ့ရဲ့ကားတစ်ကြီးကိုပေးလိုက်ရပါတယ်။ဒါကြောင့်သူဟာလှေသမားရဲ့ကားအဆုပ်လေးနဲ့အတူမောင်ကိုသမားတွေစီကအကျွေးတန်တင်ရန်ရစ်ခဲ့ပါတယ်။နောက်နေ့မှာတော့အိုလက်ကသူ့ကောင်မလေးစပက်တာအလုံးလုံးတဲ့ဘန်ကိုသွားပြီးငွေချေးဖို့ပြောပါတယ်။ဒါပေမဲ့အရင်ယူထားတဲ့အကျွေးကိုတော့မဆက်ရသေးတာကြောင့်စပက်တာကချေးမပေးနိုင်ပါဘူး။ကိုကြီးချင်းတဲ့စိတ်နဲ့စပက်တာကတခြားနည်းလမ်းတစ်ခုကိုအကြံပြုရတယ်။သူမမိသားစုမှာအိမ်ပိုင်းရှိတာကြောင့်သူတို့စီအကူအညီတောင်းကြည့်နိုင်တယ်လို့ဆိုပါတယ်။အိုလက်ကတော့စပက်တာမိသားစုကိုကြည့်မရဆိုထလဲမတည့်ချင်တာကြောင့်ဒီအကြံကိုသဘောမကျပေမဲ့သူ့မှာတခြားရွေးချယ်စရာမရှိတော့ပါဘူး။သူတို့ညမိသားစုတစုလုံးအတူတူနေတဲ့အိမ်ကိုကားမောင်းသွားကြပါတယ်။အဲ့မှာထူဆန်းတဲ့တချင်တွေဆူတတ်ပြီးရဲဝရန်ပီဖြစ်နေလို့အိမ်ထဲကမထက်တာနားဆယ်ရှိပြီးဖြစ်တဲ့ဆွဲတာရဲ့အဖေဘော်ရစ်တေချင်နေတဲ့အဘိုးဖြစ်သူပါဗယ်ပြဇက်ရုံမှာစင်းကင်လွတ်နေပေမဲ့တရုတ်ဆောင်တယောက်ချင်းနေတဲ့အညီမရီတာစစ်တဲဝင်ကျင်ပေမဲ့ပန်းတန်ရင်ချက်ကြောင့်ဝင်မရပဲခွေးလေးတွေကိုလေ့ကျင့်ပေးရတာဝါသနာပါတဲ့အကိုတိုလန်နဲ့လူကြီးတယောက်ဖြစ်လာဖို့အမြဲစီကူးရင်နေပြီးဆွဲတာရဲ့အရေးစားကိုတဘိုးကျနေတဲ့ညီမလေးဆာရှာတို့ရှိကြပါတယ်။အိုလက်ကဘော်ရစ်ကိုသူ့ရဲ့ငရေကြီးရေးပဒနာအကြောင်းပြောပြဖို့ကြိုးစားပေမယ့်တချင်းဆိုလိုပြီးတဲ့အထီးဆောင်နေရပါတယ်။ဘော်ရစ်ကအကြောင်းစုံကိုကြားတဲ့အခါမှာတော့အင်ကိုရောင်းဖို့ဆိုတာသူ့မိသားစုကိုကျွန်းအထိရောင်းစားတယ်လို့ပဲလို့တွေးပြီးတိုးထော်တော့ပါတယ်။အိုလက်ကဘယ်သူမှဘာမှဆုံးရှုံးမှာမဟုတ်ကြောင်းနဲ့အမအစားလေးပဲလူရဲ့အကြောင်းရှင်းကြားကိုကြိုးစားပေမယ့်အချင်းကြီးပါပဲ။ဘော်ရစ်ရဲ့အဖေကတော့ဟင်းအင်းမှာပဲ။ရုတ်တရက်သူတို့ညင်းကိုနေကြတာကိုနှောက်ရှက်လိုက်တာကတော့အင်ကောင်မဟုတ်ဖောင်ကြလာပြီးအင်္ဂလိပ်ကောင်မှာကြလာကအဘိုးပါဖေကိုထိသွားတဲ့ဥက္ကပြန်တစ်ခုပါပဲပထမရမိသားစုဝင်တွေဟာတိုက်ခိုက်ခံရတဲ့ထင်ပြီးအပြင်ကိုထွက်ပြေးကြပါတယ်ဒါပေမဲ့ကောင်းကင်ကဥက္ကပြန်မိုးရွာနေလာကိုမြင်လိုက်ရတဲ့အခါဘာဖြစ်နေလဲဆိုတာနားလည်သွားပြီးအဘိုးထူကိုသွားကြည့်ဖို့အိမ်ထဲကိုပြန်ဝင်လာကြပါတယ်အဘိုးကို